န်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုစီပြုဗဟိုဌာနဗဟန်း၌ဗဟန်းမြို့နယ်ကြက်ချင်းဒီအသင်းခွဲနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ VIB AFS 24နာရီကျန်းမာရေးအထောက်အကူပြုအဖွဲ့မှရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကိုယခုလ15ရက်မွန်းလွဲ3နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရပါတယ်။သင်တန်းဆင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးကြက်ချင်းဒီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးကျော်မြင့်အောင်နှင့်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံဝင်းတို့ကသင်တန်းဆင်းအမှာစကားများပြောကြားခဲ့ပြီးသင်တန်းတွင်ခုချိန်စွာအောင်မြင်ခဲ့ကြသောသင်တန်းသူသင်တန်းသားများကိုတာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။ထို့နောက်ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီတင်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံဝင်းနှင့်ဗဟန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတို့ကဗဟန်းမြို့နယ်ကြက်ချင်းဒီအသင်းသို့အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ထို့နောက်ကမာရွတ်ခရိုင်ကြက်ချင်းဒီအသင်းဥက္ကဋ္ဌဦးအောင်ကြည်ကသင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး MESI ကောလိပ်မှဆရာစင်ဖြိုးပိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါသင်တန်းတွင်ရှေ့ဦးပြုစုခြင်းဘာသာရပ်များကိုစာတွေ့လက်တွေ့အချိန်3ရက်ကြာသင်ကြားပေးခဲ့ပြီးဗဟန်းမြို့နယ်နှင့်ရန်ကုန်တိုင်းတွင်းရှိကြက်ချင်းဒီအသင်းဝင်များနှင့်တပ်ဖွဲ့ဝင်များသင်တန်းသူသင်တန်းသားပေါင်းစုစုပေါင်း45ဦးတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်။